ပဲမင်္ဂလာပါ Tested Blog ကနေကြိုဆိုပါရစေဒီနေ့တော့အိမ်မှာရိုးရိုးရှင်းရှင်းလေးနဲ့အကြိုက်ဆုံးဟင်းလေးတွေဖြစ်တဲ့ကစုံရွက်ကြော်ကြက်ဥကြော်ငပိရည်နဲ့တို့စရာနဲ့စားပြမှာဖြစ်ပါတယ်ငပိတွေကတောင်ငပိတွေဆိုတော့အနံလေးမွေးပြီးတော့ကျိုးတယ်နဲ့ညလိုက်ဖတ်တာပဲဒီလိုငပိရည်လေးနဲ့နေပြီးကစုံရွက်ကြော်ကြက်ဥကြော်လေးနဲ့စားတာအရန်ကိုမှအရသာအရှိဆုံးပဲကစုံရွက်ကြော်လေးကလည်းလက်လက်ဆက်ဆက်နဲ့အီလေးဆိုတော့သမင်းနဲ့အရန်ကိုလိုက်ဖက်တာပဲပြုတ်ကြော်လေးကအကြိုက်ဆုံးဆိုတော့ဘာမှပြောကြမလို့တော့ပါဘူးဒီနေ့တော့တကယ်ကိုစားလို့ကောင်းတဲ့ထမင်းဝိုင်းလေးဖြစ်ခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောဒီနေ့ဘာဟင်းနေနဲ့စားဖြစ်ခဲ့ကြလဲဆိုတာကိုcommentအောက်မှာမှတ်မိခဲ့ကြပါဦး။အားလုံးပဲနောက်ဗီဒီယိုတွေမှာတွေ့ကြပါမယ်နော်။ Like and share နဲ့ follow လုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်။ Bye bye